IT man ပြောပြမယ် website တွေကြည်တာ file တွေပို့တာ CCTV ကြည့်တာတွေဟာမတူညီတဲ့တကားပေါက်တွေကနေဝင်လာတာဆိုတာသိလားအဲ့ဒီတကားပေါက်တွေကို networking ports လို့ခေါ်ပါတယ် IP address ကအိမ်လိပ်စာဆိုရင် port ဆိုတာအိမ်ရဲ့တကားပေါက်တွေပါဥပမာ website တွေက port 80ကနေလာပြီးလုံခြုံတဲ့ website တွေက port 443ကနေလာပါတယ်data တွေဘယ်လိုစီးဆင်းနေလဲဆိုတဲ့လမ်းကြောင်းကိုအမြဲမြင်အောင်ကြည့်တတ်တဲ့အလေးချင်းရှိရင်ညီလေးတို့ဟာတကယ် network expert ဖြစ်လာမှာပါပေါ်ပေါင်း6535ခုရှိပြီးဝန်ဆောင်မှုတစ်ခုချင်းစီအတွက်တေးကြနံပါတ်တွေသတ်မှတ်ထားပါတယ်ဒီ port တွေကို firewall ထဲမှာစနစ်တကျပိတ်ထားဖွင့်ထားခြင်းဖြင့်လုံခြုံရေးကိုထိန်းချုပ်နိုင်ပါတယ်အားသာချက်ကတော့ဝန်ဆောင်မှုတွေကိုစနစ်တကျခွဲခြားပေးနိုင်တာဖြစ်ပြီးအားနည်းချက်ကတော့မလိုအပ်တဲ့ port တွေဖွင့်ထားမိရင် hacker တွေဝင်နိုင်တဲ့လမ်းကြောင်းဖြစ်သွားနိုင်တာပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာတကယ် senior tech mindset ရလာမှာပါဥပမာတာမန်လူက line မတက်ရင်ဘာလို့မှမသိချိန်မှာညီလေးကတော့ port လေးတွေဖွင့်ပေးလိုက်ုံနဲ့ပြဿနာကိုဖြေရှင်းနိုင်မှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်ထားပါရန်ကုန်မြို့တွင်းမှာ ID services တွေလိုအပ်ရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါနော်